နောက်တန်း3ယောက်ကိုအသားလေးဖြတ်ကျော်ပြီးခိုးတွေတတိုင်းသွင်းနေတဲ့ကလီယန်အမ်ဘာဘေရဲ့ Ballon Scale ဗီဒီယိုတွေကိုကြည့်ဟုတ်ပါသလားဒါတွေကိုသူဘယ်လိုလုပ်နေရလဲသူဘာလို့ဒီလောက်စောင်းရမ်းကောင်းနေရတာလဲလို့တွေးဟုတ်ပါသလားဒီနေ့မှာတော့အမ်ဘာဘေဟာဘာလို့တခြားထိပ်တန်းတောက်ခံကစားသမားတွေထက်ပိုမြန်ပိုတွတ်လွတ်ပြီးပိုပြီးကျွမ်းကျင်နေရလဲဆိုတာကိုတကယ်ချက်လက်ချက်ဖော်ပြပေးသွားမှာပါနံပါတ်1အဆုံးစွန်တော့အချိန်နဲ့အချိန်မြင့်တင်နိုင်စွမ်းပထမဆုံးအချက်ကတော့အမ်ဘာဘေရဲ့မြုံနိုင်စရာအချိန် pace ပါပဲသူဟာမြန်ရုံနဲ့မကပါဘူးရက်နေရာကနေအချိန်ကိုလင်းမြန်စွာမြင့်တင်နိုင်စွမ်းရှိပါတယ်ဒီလိုပထမအဆင့်အချိန်ထွက်အားကြောင့်ခံစစ်ကစားသမားတွေဟာတုံ့ပြန်ဖို့0 second နီးပါးသာရရှိပါတော့တယ်သူ့ရဲ့ပြေးပုံပြေးနေကလည်းအလွန်ထိရောက်ပါတယ်ခြေလမ်းရှည်နဲ့အပါပြေးနိုင်ပြီးအားကစားသိပ္ပံပညာရှင်တွေရဲ့တိုက်ရိုက်ချက်အရသူဟာတနအီကို36ကီလိုမီတာနီးပါးအထိပြေးနိုင်တယ်လို့သိရပြီးဒါဟာဘောလုံးလောကရဲ့အမြင့်ဆုံးစံချိန်တွေထက်ကတစ်ခုဖြစ်ပါတယ်ကစားသမားအများစုဟာဖြည်းဖြည်းလေးပြေးနေချိန်မှာဘောလုံးကိုကောက်ကောက် dribble ဆွဲနိုင်ပေမဲ့အမ်ဘာဘေကတော့ဒီလိုအမြင့်ဆုံးအချိန်နဲ့ပြေးနေချိန်မှာတော့ဘောလုံးကိုခြေထောက်နဲ့ကပ်ပြီးထိန်းချုပ်နိုင်ပါတယ်ဒီလိုရမ်းမြန်တဲ့ pace နဲ့ dribble ပေါက်ဆက်မှုဟာဘောလုံးလောကမှာအလွန်ရှားပါတဲ့အရေးချင်းဖြစ်ပြီးခံစစ်ကစားသမားတွေကိုနောက်ဆုတ်ပေးမလားဒါမှမဟုတ်ဖြတ်ကျော်ခံမလားဆိုတဲ့အကြက်တွေကိုရောက်စေပါတယ်နံပါတ်2မြန်ဆန်တဲ့ဆုံးဖြတ်နိုင်စွမ်းသူဟာအပြေးမြန်နေဆိုပေမဲ့မျက်စိမိပြီးပြေးနေတာမျိုးမဟုတ်ပါဘူးသူရဲ့လေမြန်တဲ့ဆုံးဖြတ်နိုင်စွမ်းဒါမှမဟုတ် football IQ ကသူ့ကိုအခြားကစားသမားတွေနဲ့ကွဲပြားစေပါတယ်ဘယ်အချိန်မှာအချိန်မြင့်ရမယ်ဘယ်အချိန်မှာအတွင်းဘက်ကိုဖြတ်ဝင်ပြီးဘလို့နေထားနဲ့အချိန်ကိုက်ပေးဖို့ရမယ်ဆိုတာကိုစက္ကန့်ရဲ့တစ်စက်ပိုင်းအတွင်းဆုံးဖြတ်နိုင်ပါတယ်ခံစစ်ကစားသမားတွေရဲ့နေထားကိုကြိုတင်သိရှိနားလည်ထားမှုနဲ့အချိန်ကိုက်လှုပ်ဆောင်မှုတွေကသူ့ရဲ့ dribble စွမ်းရည်ကိုပုံမထိရောက်စေတာပါနံပါတ်3ခန္ဓာကိုယ်ဟန်ချက်ညီမှုနဲ့တွက်လက်မှုအမ်ဘာဘေမှာအောက်ပိုင်းကြွသားတွေရဲ့အားနဲ့ကိုယ်ခန္ဓာဗဟိုရဲ့ခိုင်မာမှုကအလွန်ကောင်းမွန်ပါတယ်ဒါကြောင့်အချိန်မကျပေနဲ့လင်းမြန်စွာဥတီယာကိုပြောင်းလဲနိုင်ပါတယ်ဒီလိုတွက်လက်မှုကသူ့ရဲ့ပြိုင်ဖက်တွေကို fix တွေနဲ့ကောက်ကောက်လေစားနိုင်ပြီးမြန်ကွေ့ပြေးတာတွေကိုအထူးအန်ဒီအေများစေပြီးပြိုင်ဖက်ခံစစ်ကစားသမားတွေနဲ့ထိတွေ့ရင်တော့ဟန်ချက်မပြတ်ပဲရှေ့ဆက်ပြေးနိုင်တာကိုတွေ့ရပါတယ်အမ်ဘာဘေဟာပြင်သစ်နိုင်ငံကနာမည်ကြီးထိပ်တန်းအကယ်ဒမီတွေမှာဆော့အစီဆိုအစတင်လေ့ကျင့်ခဲ့ရသူပါငယ်စဉ်ကလေးကရရှိခဲ့တဲ့နည်းပညာပိုင်းဆိုင်ရာလေ့ကျင့်မှုတွေကဘောလုံးကိုကျွမ်းကျင်စွာဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့အခြေခံကောင်းတွေဖြစ်စေခဲ့ပါတယ်ဒီ niche နဲ့ကျွမ်းကျင်မှုနဲ့သူ့ရဲ့ပင်ကိုအရှင်ကိုပေါက်ဆက်လိုက်တဲ့အခါမှာတော့မြို့နယ်စရာကောက်လောက်အောင်အန်ဒီရှိတဲ့ကစားသမားတစ်ယောက်ဖြစ်လာပါတော့တယ်အရေးအကြီးဆုံးကတော့သူဟာကြောက်ရွံ့ရှိမရှိပဲကစားပါတယ်ရေးပါတဲ့အချိန်တွေမှာကိုယ်သွင်းယူခြင်းစတဲ့သူ့ရဲ့ယုံကြည်မှုနဲ့ခေါင်းဆောင်စိတ်တွေကဘာကြောင့်သူဟာတားဆီးဖို့မဖြစ်နိုင်တယ်လဲဆိုတဲ့အကြောင်းရင်းတွေထဲကတစ်ခုပါပဲချောအပြင်ဆိုရရင်ကလီယန်အမ်ဘာဘေရဲ့အားသာချက်ဟာပင်ကိုအရှင် pace niche နဲ့ကျွမ်းကျင်မှု technique ဘောလုံးဉာဏ်ရဲ့ IQ နဲ့စိတ်ပိုင်းဆိုင်ရာယုံကြည်မှု mentality စတဲ့ရှားပါတဲ့ပေါက်ဆက်မှုကြောင့်ဖြစ်ပါတယ်ဒါကြောင့်ထိပ်တန်းတောက်ခံကစားသမားတွေဖြစ်မှတော့မှသူဟာထူးခြားတင်ပေါ်နေတာပါဒီလိုဘောလုံးဗဟုသုတတွေဖိကျန်းစိတ်ဖြောင်းမှုဗီဒီယိုတွေကိုကြိုက်နေတဲ့ဆိုရင် like and follow လေးလုပ်ပေးတော့ကြပါအောင်ဗျအားလုံးပဲကောက်တော့နေကြပါ